နေမချက်တွေ့ကတ်တယ်ကိုပတ်စံဘလို့ထည့်တယ်ဆိုတာတေချာပြပေးမယ်နော်ဒီနေ့ live ကြည့်ပါရှင်ရန်အောင်မှလွယ်ကူတဲ့ English ကိုနှိပ်ပါ CDN နှိပ်ပါ Yes ကိုနှိပ်ပါရှင်ပြီးခဏဆောင်နော် Cash payment ကိုနှိပ်ပြီး MISC payment ကိုနှိပ်ပြီးရင်ကိုယ်မချက်တွေ့ကတ်နံပါတ်ကိုလိုက်ရှာမယ်နော်သူရဲ့ passport က3956ဒီမှာမတွေ့ရင် next ကိုနှိပ်ပြီးတော့ရှာပါ3956တွေ့ရင်3956ကိုတေချာနှိပ်ထည့်ပါခဏဆောက်ပါ yes ကိုနှိပ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ကက်နံပါတ်မှာရှိတဲ့ password 19လုံးလားဘယ်နှလုံးမသိအဲ့ဒါကိုတေချာလေးရိုင်းနှိပ်ထည့်ပါရှင်ပြီးရင် yes ကိုနှိပ်ပါအခုလို match တွေ့ကက်ရှိတော့လေမြန်မာပြည်ငွေလွှဲရတာအလင်းကိုမှအဆင်ပြေပါတယ်ရှင်အလွယ်တကူပေါ့နော်ဘယ်နဲ့ပဲတက်ထက် keep ပေးတဲ့ဟိုပဲတက်ထက်အဆင်ပြေတယ်ဒီမှာကိုယ့်ရဲ့နံပါတ်ကိုတော့တေချာရထက်နော်ရချက်ပြီးရင် yes ကိုနှိပ်ပါရှင်ပြီးလို့ရှိရင်ဒီမှာရွာ contact လို့ထည့်ထားတယ်မချက်တွေ့ကက်ဖွင့်ထားတဲ့ဖုန်းနံပါတ်ကိုတေချာလေးရိုက်ထည့်ပါမအောင်ရိုက်ထည့်ပါရှင်ဖုန်းနံပါတ်ဆက်တစ်လုံးတေချာရိုက်ထည့်ပါပြီးလို့ရှိရင် yes ကိုထည့်နှိပ်ပါရှင်ကဲပြီးပြီဆိုရင်ကိုယ့်ရဲ့နံပါတ်နဲ့ account နံပါတ်ကိုတေချာပြန်စစ်ပါတေချာမှန်ပြီးဆိုတာနဲ့ yes ကိုနှိပ်ပါရှင်ဒါဆိုရင်ပတ်စံပွင့်လာပြီကွာထည့်မယ်ဘလောက်ထည့်မလဲညီမ50ထည့်ပြနော်ပြီးရင် confirm နှိပ်ပါပါ confirm နှိပ်ပြီးဆိုရင်ခဏလေးစောင့်ပါစလေးထွက်လာလိမ့်မယ်နော်ကွာထပ်ထည့်ချင်တယ်ဆိုရင်ဒီမှာ add cat ကိုနှိပ်ပါကွာထပ်မထည့်တော့ဆိုတော့က receipt ထွက်တာကိုတေချာစောင့်ပါရှင်အခုဆိုရင်မြန်မာပြည်ကိုအလွယ်တကူနဲ့ပို့လို့ရနေပြီနော်မချက်တွေ့ကက်လေးကို passport ရှိအောင်နဲ့လုပ်လို့ရနေပါပြီ